သူကအာယုံနည်းနည်းပဲလွှဲလိုက်ချိန်မှာပဲအရှိမီတာ20နီးပါးရှိတဲ့တဲမုန်တိုင်းပိုးကသူ့ရှေ့ကိုရောက်လာပြီးတွားပြားကြီးတွေပြက်နေတဲ့ပါဇက်ကိုဖွင့်လိုက်သည့်ကုချင်းဟန်ကကျိုးနေတဲ့ပြန်တကုံကိုကင်ပြီးတစ်ချက်ခုန်တက်ကအရင်တိုက်ခိုက်လိုက်သည်ဒါပေမဲ့တဲမုန်တိုင်းပိုးကသူ့ကိုအလေးမထားသလိုပဲအာယုံမထားတဲ့ခဏလေးမှာပဲကုချင်းဟန်ရဲ့ကျိုးနေတဲ့ပြန်တကုံတစ်ဝက်ကတန်းတန်းကြီးတဲမုန်တိုင်းပိုးရဲ့ခေါင်းထဲထိုးဝင်သွားသည်နာကျင်သွားတဲ့တဲမုန်တိုင်းပိုးကကိုအရန်လောက်ခါနေသည်ငါကဒီအရာအလုံးကိုကြည့်နေပြီးပိုပြီးစိုးရိမ်လာသည်အဲ့ဒီအချိန်မှာပဲမျက်နှာပေါ်တင်ထားတဲ့မိဘဆက်ကိုသတိရလိုက်သည်ငါကချက်ချင်းယူပြီးအတွင်းရှိမိဘပစ္စည်းကိုထုတ်လိုက်သည်ရှောင်းလိုက်ကချင်းဟန်ကအဲ့ဒီအရှင်ကြီးရဲ့အတန်ကိုထပ်မံကြားလိုက်သည်သူ့ကိုတဲမုန်တိုင်းပိုးကိုလွတ်ထွက်သွားစေလိုက်သည်အဲ့ဒီအချိန်မှာပဲကဘာကြီးပြောင်းလဲသွားတယ်လို့ဖြစ်သွားသည်မကြခင်ကပဲအလင်းရောင်ပြည့်နေတဲ့မိုးကောင်းကင်မှာလေမုန်တိုင်းထန်ထန်လှုပ်ရှားလာပြီးမြင့်မြတ်တဲ့မိုးတိမ်တွေကခဏလေးတွင်းနေကိုအပြေအဝဖုံးအုပ်လိုက်သည့်တဲမုန်တိုင်းပိုးကကြောက်ရွံ့ပြီးမိုးကိုမော့ကြည့်ကကိုတစ်ခုလုံးတုံးလုံးနေသည်ထွက်ပြေးခြင်းပေမဲ့မိုးပေါ်ကစွန့်ရင်ကြီးကအခွင့်မပေးတော့တစ်ချက်တည်းမှာပဲအလွန်ကြောက်မက်ဖွယ်အပြာခရမ်းရောင်မိုးကြိုးတစ်ချက်ကကောင်းကင်ကိုဖြတ်ကမြေကြီးထဲကိုတိုက်ခိုက်ကြလာပြီးတဲမုန်တိုင်းပိုးပေါ်ကိုတိုက်ရိုက်ကျသွားသည်မိုးတိမ်တွေပြန်လဲကွဲသွားပြီးနေအောင်ပြန်လဲနေအောင်ထွက်လာသည်မြေပြင်ပေါ်ရှိမီးလောင်နေတဲ့အပူတွင်ကြီးကအခုခဏကဖြစ်ခဲ့တဲ့အရာတွေကိုတက်တည်ပြနေသည်ငါကအဲ့ဒီငွေတေးသေးလေးကိုကိုယ်တိုင်လျှက်စစ်နဲ့တက်လိုက်တာကိုကြည့်ပြီးတက်တာသွားသည်နောက်ဆုံးတော့ဒီလူငယ်လေးကိုကယ်တင်နိုင်ခဲ့ပြီးမင်းအဆင်ပြေရဲ့လားကျွန်တော်အဆင်ပြေပါတယ်အရှင်ရဲ့အသက်ကကျေးဇူးကိုမေ့လို့မရပါဘူးပြန်လဲပေးဆက်ဖို့မဖြစ်နိုင်ပါဘူးအရှင်တောင်းဆိုတာရှိရင်ဘာမဆိုလုပ်ပေးပါမယ်ဘာမဆိုလားဟုတ်ဘာမဆိုပါမင်းမှာဓာတ်ပြန်ရှိသေးလားဓာတ်ပြန်ကပြတ်သွားပါပြီဒါပေမဲ့ဆရာပေးထားတဲ့လေ့ကျင့်ရေးဓာတ်ပြန်တစ်ချောင်းတော့ရှိပါသေးတယ်အရှင်ကလိုချင်ပါသလားပေးပါချင်းဟန်ကအိတ်ထဲမှာရှာဖွေပြီးတစ်သားဓာတ်ပြန်တစ်ချောင်းကိုထုတ်လာသည်ဘလို့ပေးရမလဲမသိလို့တေချာစွာမြေထဲထိုးထည့်လိုက်သည့်အရှင်ဒီဟာကဆရာတော်ထုတ်လုပ်ထားတဲ့လေ့ကျင့်ရေးဓာတ်ပြန်မှာအတွင်းမှာဓာတ်ပြန်ထိန်းချုပ်တဲ့အစီအစဉ်ပါဝင်ပြီးစွမ်းရင်ကြောက်လဲတက်ထားပါတယ်တာမန်လူတောင်သုံးနိုင်ပြီးဓာတ်ပြန်နည်းကိုလေ့ကျင့်ဖို့အသုံးပြုပါတယ်ငါကအဲ့ဒီသပင်ထက်တောင်ပိုသေးတဲ့ဓာတ်ပြန်ကြည့်ပြီးလက်နဲ့ယူလို့မဖြစ်နိုင်တာသိလိုက်သည်ဒါကြောင့်မျက်တံကိုအသုံးပြုပြီးမှန်ပုံးထဲသို့ဂယုတစိုက်ထည့်လိုက်သည်အဲ့ဒီအချိန်မှာပဲကောင်းကင်ဘော်ကနေတန်တိုင်ကြီးနှစ်ချောင်းထွက်လာပြီးမြေထဲထိုးထားတဲ့တစ်သားဓာတ်ပြန်ကိုဖြည်းဖြည်းနဲ့ယူသွားသည့်ဒီအရာကချင်းဟန်ကိုအရန်စိတ်ရှုပ်စေသည့်အရှင်ကမျက်နှာမပြချင်သလိုပဲဘာခက်ခဲများရှိနေတာလဲငါကတင်းငယ်တဲ့တပြန်ကိုလက်ထဲမှာကင်ပြီးအနီးကဘာလေးကိုတေချာကြည့်လိုက်သည်တကယ်ကိုအမှန်တကယ်ရှိနေတဲ့ကဘာတစ်ခုပါပဲ